ကျမ comment တွေအများကြီးတွေ့ရပါတယ်ရာသီတော့မှန်တယ်တဲ့ခလေးပါလို့မရသေးတာလဲဆိုတဲ့စကားတွေပေါ့နော်အဲ့တော့ရာသီမှန်တယ်ဆိုတာကနောက်လာတွေဘယ်အချိန်မှလာမလဲဆိုတာကိုမှန်းလို့ရတယ်ဆိုတာပဲရှိတာဒီခလေးယူတယ်ဆိုတာကအများကြီးရှိသေးတယ်ကျမတို့ရဲ့ဒီရာသီမှန်တိုင်းမျိုးဥလာတိုင်းတွေ့ရလားမျိုးဥရဲ့တုပ်ပိုးတွေရော quality အရေးအသွေးကောင်းရလားကျန်းမာရလားကျမတို့တအိမ်ကရောကျန်းမာရှိနေရသေးလားရှိနေရလားဒီကလေးလေးကိုကိုဝင်ဆောင်နိုင်မှုရှိနေရသေးလားဖေဖေနဲ့မေမေနဲ့တူတူနေတဲ့အချိန်ကရောကလေးရနိုင်တဲ့အချိန်တွင်းမှာရောဟုတ်ရဲ့လားဒါတွေအများကြီးရှိပါသေးတယ်အဲ့တော့ကျွန်မအာဟာရပညာရှင်တယောက်အနေနဲ့ကတော့အာဟာရတွေလုံလောက်စားနေမှာမျိုးဥကျွေမယ်ဟော်မုန်းတွေမှန်ပြီးမျိုးဥကျွေမယ်မျိုးဥနဲ့တုပ်ပိုး quality တွေအရေးသွေးတွေကောင်းမယ်တအိမ်ကောင်းမယ်အဲ့တော့အဲ့ဒါတွေကဒီပြက်ကတိမှာယာတိမှန်တယ်ဆိုတိုင်းလွယ်လွယ်ကူကူနဲ့ဖြစ်မှာမဟုတ်ဘူးဆိုတော့ကျွန်မအသိလာပေးတာပါဝေစန်းတီပါအာဟာရပညာရှင်တူဖြစ်ပါတယ်အမျိုးသမီးတွေကိုဝန်ဆောင်မှုပြင်ဆင်တဲ့အချိန်မှာအာဟာရနဲ့ဘယ်လိုမျိုးအကောင်းဆုံးပြင်ဆင်နေထိုင်ရမလဲဆိုတာကိုညွှန်ကြားရသူဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် see you next time